ဒီမှာကိုပိုင်ရက်ကန်စီတွေရက်လုံးပြီးတော့ကိုမိမိဝေစားကိုရက်လုပ်ခဲ့ကြတယ်လေ မှန်တယ်လေ In our culture, women usually consider men the head of householders. They weave a cloth called longi for the men, so that they could present that longi to the men for their personal uses. ဟုတ်ပါတယ်မတော်ကကိုရိုင်းရက်လုပ်တဲ့လုံးကြီးလေးတွေကိုမတော်ချစ်သူတွေနဲ့ဝေးနေတဲ့အချိန်တွေမှာမင်းတို့လိုချက်ချင်းမထိုင်ပဲနဲ့ဟောစကန်လေးကိုရက်လုံးပြီးတော့ကိုချစ်သူလာမယ့်အချိန်မှာဒီကျိုးကြီးစိတ်အစိုးလေးတွေကိုဝတ်နိုင်မှုအတွက်စောင့်မျှော်နေခဲ့ရတာချစ်တဲ့သူပြန်လာတဲ့အချိန်ကျမှမိကိုရိုင်းရက်လုပ်ထားတဲ့ကျိုးကြီးစိတ်တွေကိုကိုချစ်သူကိုပေးခြင်းဖြင့်မတော်ကအရန်ပျော်ခဲ့ရတာလေဟုတ်ကဲ့ပါဟုတ်ချစ်တယ်မာလီလည်းပါပြီဟုတ်ပါပြီကဲနောက်တစ်စီစဉ်လေးကတော့ကျွန်တော်တို့မိမသားတွေဒီမှာ MP ကနီယန်ပိုလီတက်မှာLadies and gentlemen, the next performance will be done by me and Polly, Myanmar student. Let's invite Shell! Please welcome her. Mà đây thì cái gì? Ôm mà. Sao mà
see